စီးပွားရေးလုပ်ငန်းတစ်ခုခုစလုပ်တော့မယ်ဆိုလို့ရှိရင်လူအများစုစဉ်းစားကြတဲ့ပုံသေးကားချက်လေးတစ်ခုရှိပါတယ်။ငါဘာပစ္စည်းလေးထုတ်ရောင်းရင်ကောင်းမလဲ။ဘလို့ဝန်ဆောင်မှုလေးပေးရင်ကောင်းမလဲဆိုပြီးတော့ product ထုတ်ကုန်ကိုအရင်ဆုံးစဉ်းစားကြပါတယ်။ပြီးတော့မှအရေးအနည်းတွေကိုပုံရောပစ္စည်းတွေကိုထုတ်ဆိုင်နေလဲဖွင့်ကဲဘယ်သူတွေလားဝယ်ကြမလဲဆိုပြီးတော့ဈေးဝယ်မဲ့သူကိုလိုက်ရှာကြပါတယ်။ကြော်ညာတွေလည်းအများကြီးလုပ်ရတယ်။တကယ်တမ်းကျတော့ဝယ်မဲ့သူကမရှိဘူးဖြစ်နေတတ်တယ်။အဲ့ဒီအခါစီးပွားရေးတွေအရှုံးပေါ်ပြီးတော့ပိတ်လိုက်ရတာမျိုးတွေမိတ်ဆွေမြင်ဘူးကြားဘူးမှာပါ။ဒါဆိုလို့ရှိရင်အဲ့ဒီလုံရိုးလုံစင်ကြီးကိုပြောင်းပြန်လှမ်းပစ်လိုက်ရင်ရောဘယ်လိုနေမလဲ။ပစ္စည်းကိုအရင်ထုတ်ပြီးမှဝယ်မဲ့သူကိုလိုက်ရှာမဲ့အစားဝယ်မဲ့သူပရိသတ်ကိုအရင်ဆုံးစုဆောင်းတိစောင်းမယ်။ပြီးတော့မှသူတို့တကယ်လိုအပ်နေတဲ့ဝယ်ချင်းနေတဲ့ပစ္စည်းကိုထုတ်ရောင်းမယ်ဆိုတဲ့ idea မျိုးပါ။ဒီဗီဒီယိုလေးကိုအစကနေအဆုံးထိတေချာလေးနားထောင်ကြည့်လိုက်ပါဗီဒီယိုလေးပြီးဆုံးသွားတဲ့အခါမှာမိတ်ဆွေရဲ့စီးပွားရေးလောက်ကင်ပုံအမြင်တွေလုံးဝပြောင်းလဲသွားပါလိမ့်မယ်ငွေကြေးအရင်းအနှီးအများကြီးမလိုဘဲနဲ့ကိုယ့်ကိုအမြဲတမ်းအားပေးထောက်ခံမဲ့ကိုဘာပဲရောင်းဝယ်ယူအားပေးမဲ့ခိုင်မာတဲ့ပြည့်တတရက်ကိုဘလို့တိဆောက်ရမလဲဆိုတဲ့လှုပ်ဝက်ချက်ကိုမိတ်ဆွေတေချာပေါင်းတက်မြောက်သွားပါလိမ့်မယ်ဒီနေ့မိတ်ဆွေတို့အတွက်အသေးစိတ်တင်ဆက်ပေးသွားမယ်စာအုပ်လေးကတော့ content marketing နယ်ပယ်မှာဆရာတဆူလို့တင်စားရတဲ့ Joe Pulisi ရေးသားထားတဲ့ Content INC ဆိုတဲ့ကမ္ဘာကျော်စာအုပ်ကြီးပဲဖြစ်ပါတယ်။ဒီစာအုပ်ကခေတ်သစ်စီးပွားရေးလုပ်ငန်းရှင်တွေ content creator တွေအတွက်ဆိုလို့ရှိရင်မရှိမဖြစ်ဖတ်ကိုဖတ်ရမယ်တမန်ကျန်းစာတအုပ်လို့တောင်မှဆိုနိုင်ပါတယ်။ကဲကိုပိုင်စီးပွားရေး empire တစ်ခုကို content တွေကနေတဆင့်ဘလို့တိဆောက်ရမလဲဆိုတဲ့အဆင့်6ဆင့်ကိုအခုပဲစတင်လိုက်ကြရအောင်ပါပထမဆုံးအဆင့်1 the sweet spot စီးပွားရေးလုပ်ငန်းတစ်ခုဒါမှမဟုတ်ရင် channel တစ်ခုစတင်တော့မယ်ဆိုလို့ရှိရင်ပထမဆုံးလုပ်ရမယ့်အလုပ်က the sweet spot လို့ခေါ်တဲ့အကောင်းဆုံးအချိုးအစွတ်ကိုရှာဖွေတာပဲဖြစ်ပါတယ် sweet spot ဆိုတာကအရာနှစ်ခုပေါင်းစုံသွားတဲ့နေရာလေးပါပထမတစ်ခုကမိတ်ဆွေရဲ့ကြမ်းကြွမှုဒါမှမဟုတ်ဝါသနာပါဒုတိယတစ်ခုကတော့ပရိသတ်ရဲ့လိုအပ်ချက်ပါပဲဥပမာလေးတစ်ခုပြောပြပါမယ်မိတ်ဆွေကဟင်းချက်ရတာကိုအယံဝါသနာပါပြီးတော့ကျွမ်းကျင်နေဆိုပါစို့ဒါကမိတ်ဆွေရဲ့ကျွမ်းကျင်မှုပါပဲဒါပေမဲ့တာမန်ဟင်းချက်နည်းတွေကအင်တာနက်မှာပေါ်လာပါတယ်အဲ့ဒီတော့ပရိသတ်ရဲ့လိုအပ်ချက်ကိုလိုက်ရှာရမယ်လူတွေကဘာကိုလိုအပ်နေလဲအချိန်မရတဲ့ရုံးသမားတွေအတွက်15မိနစ်အတွင်းချက်လို့ရမယ်ကျန်းမာရေးနဲ့ညီညွတ်တဲ့ဟင်းလျာများလို့ဆိုတဲ့လိုအပ်ချက်မျိုးရှိနေနိုင်ပါတယ်အဲ့ဒီတော့မိတ်ဆွေရဲ့ဟင်းချက်ကျွမ်းကျင်မှုနဲ့အလုံများတဲ့သူတွေရဲ့လိုအပ်ချက်ကိုပေါင်းဆက်လိုက်တဲ့အခါမိတ်ဆွေအတွက် the sweet spot ထွက်လာပါပြီကိုကဘာအကြောင်းအရာကိုအဓိကထားပြီးတော့ content တွေဖန်တီးမလဲဆိုတာကိုအရင်ဆုံးတိတိကျကျရှာဖွေရပါမယ်အစစ်နှစ်ကွဲပြားခြားနာသောရှုထောင့်ကိုရှာခြင်း the content tick sweet spot ကိုရှာတွေ့ပြီဆိုတာနဲ့ချက်ချင်းစလုပ်လို့မရသေးပါဘူးအစစ်နှစ်ဖြစ်တဲ့ content tick လို့ခေါ်တဲ့ရှုထောင့်လေးကိုနည်းနည်းစောင့်ပေးဖို့လိုပါတယ်။ဘာဖြစ်လို့လဲဆိုတော့အခုခေတ်မှာဘယ်အကြောင်းအရာကိုပဲလုပ်လို့ကိုယ့်ထက်အရင်လုပ်နေတဲ့သူတွေနာမည်ကြီးနေတဲ့သူတွေအများကြီးရှိနေလို့ပါပဲ။သူတို့လုပ်တယ်လို့မျိုးလိုက်လို့ရင်မိတ်ဆွေကတာမန် channel တစ်ခုတာမန် page တစ်ခုပဲဖြစ်သွားမှာပါ။အဲ့ဒီတော့သူများနဲ့မတူတဲ့ unique ဖြစ်တဲ့ရှုထောင့်ကနေချင်းကပ်ရပါမယ်။ဥပမာမိတ်ဆွေကခွေးလေးတွေတိရစ္ဆာန်လေးတွေအကြောင်းတင်ကျင်နေဆိုပါစို့ခွေးလေးတွေကိုဘလို့ပြုစုမလဲဆိုတာမျိုးကလူတိုင်းရေးနေကြတာပါအဲ့ဒီတော့ content ဖြစ်အောင်ရှုထောင့်ပြောင်းကြည့်မယ်ခွေးလေးတွေရဲ့စိတ်ပညာတင်ခွေးလေးတွေအမိလောက်တာဘာကိုဆိုလိုတာလဲဆိုပြီးတော့သူများမရေးသေးတဲ့ကွဲပြားတဲ့ရှုထောင့်ကနေတင်ဆက်လိုက်တာမျိုးပါငါရဲ့တင်ဆက်မှုကတခြားသူတွေနဲ့ဘာကွာနေမလဲဆိုတာကိုမဖြစ်မနေမေးခွန်းထုတ်ရပါမယ်ဒါမှသာပိဋကတ်ကမိတ်ဆွေကိုတတိထားမိလာမှာပါအဆင့်3အခြေခံစခန်းတိဆောက်ခြင်း building the base ကဲအကြောင်းအရာကလည်းရပြီရှုထောင့်ကလည်းကွဲပြားသွားပြီဆိုရင်တော့စတင်ဖန်တီးလို့ရပါပြီဒီနေရာမှာစာရေးဆရာဂျိုးပူလီစီကအမတန်အရေးကြီးတဲ့အချက်တစ်ချက်ကိုထောက်ပြထားပါတယ်အဲ့ဒါကဘာလဲဆိုတော့ platform တစ်ခုထဲမှာပဲဂရုစိုက်ပါတဲ့လူတော်များများကမှားတတ်တဲ့အမှားကစစာချင်းကို Facebook မှာရော YouTube မှာရော TikTok မှာရော website မှာရောနေရာတကာမှာအကုန်လုံးလိုက်တာပါပဲအဲ့ဒီလိုလုံးလိုက်တဲ့အခါ
အင်အားတွေကွဲသွားပြီးတော့ဘယ်နေရာမှာမှခိုင်မာတဲ့ပြည်သက်မရတတ်ပါဘူး။ဒါကြောင့်မို့လို့မိတ်ဆွေကွန်တက်နဲ့အကိုက်ညီဆုံး platform တစ်ခုကိုပဲရွေးပါ။ဥပမာဗီဒီယိုအရှိတွေနဲ့တေချာရှင်းပြခြင်းတွေဆိုလို့ရှိရင် YouTube ကိုပဲရွေးပါ။ရွေးပြီးရင်အဲ့ဒီ platform ပေါ်မှာအဆက်မပြတ်ဇက်တိုက်တင်ပါ။တစ်ပတ်ကိုတစ်ပုတ်ဆိုလို့ရှိရင်တစ်ပတ်တစ်ပုတ်မှန်အောင်တင်ပါ။ပရိသတ်ကမိတ်ဆွေရဲ့ content ကိုမျှော်လင့်နေအောင်တိဆောက်ရပါမယ်။လာပေါင်းများစွာတစ်ခါတလေနှစ်နဲ့ချီပြီးတော့အခြေခံစခန်းကိုခိုင်မာအောင်အရင်ဆုံးတိဆောက်ရပါတယ်။အဆင့်လေးပရိသတ်ကိုစုဆောင်းသိမ်းဆည်းခြင်း harvesting audience အဆင့်3အထိလှုပ်လာတဲ့အခါမှာမိတ်ဆွေမှာ follower တွေ viewer တွေအများကြီးရှိလာပါပြီ။ဒါပေမဲ့သတိထားပါ Facebook မှာ follower သိန်းချီရှိနေလို့ YouTube မှာ subscriber တောင်းချီရှိနေလို့ငါအောင်မြင်ပြီလို့မထင်ပါနဲ့တကယ်လို့မနှက်ဖြန်မှာ Facebook ကြီးပိတ်သွားရင် YouTube ကမိတ်ဆွေတွေရဲ့ channel ကိုဖျက်ချလိုက်ရင်မိတ်ဆွေစီးပွားရေးဟာတုံညပြန်ဖြစ်သွားပါလိမ့်မယ်အဲ့ဒီ follower တွေဆိုတာမိတ်ဆွေပိုင်တာမဟုတ်ပါဘူးအဲ့ဒီ platform ကြီးကပိုင်တာပါဒါကြောင့်မို့လို့အဆင့်၄မှာ harvesting audience လို့ခေါ်တဲ့ကိုယ်ပိုင်ပရိသတ်အဖြစ်ပြောင်းလဲသိမ်းဆည်းရပါမယ်အကောင်းဆုံးနည်းလမ်းကတော့ email list ကောက်တာပါဒီထက်ပိုကောင်းတဲ့တည်တဲ့အချက်လက်တွေသိချင်ရင် email လေးပေးခဲ့ပါအခမဲ့ပို့ပေးပါမယ်ဆိုပြီးတော့ပရိသတ်စီကနေဓာတ်ရိုက်ဆက်သွယ်လို့ရမယ့်အချက်လက်တွေကိုယူရပါမယ်ဒါမှလားဘယ် platform ကြီးပဲပိတ်သွားမိတ်ဆွေရဲ့ပရိသတ်ကမိတ်ဆွေရဲ့လက်ထဲမှာအခိုင်အမာရှိနေမှာပဲဖြစ်ပါတယ်အဆင့်ကဖြန့်ကျက်ခြင်း diversification အခုဆိုလို့ရှိရင်မိတ်ဆွေ platform တစ်ခုဥပမာ YouTube မှာလည်းအောင်မြင်နေပြီ email list ကလည်းရနေပြီကိုယ်ပိုင်ပရိသတ်အခိုင်အမာရှိနေပြီဆိုပါစို့အခုအချိန်ကစတင်ချဲ့ထွင်ရမယ်အချိန်ပါပဲရေပွဲကြီးတစ်ကောင်လိုပဲလက်တံတွေကိုစတင်ဖြန့်ကျက်ရပါမယ် YouTube ကနေစခဲ့တယ်ဆိုလို့ရှိရင်အခုအချိန်မှာ Facebook page ဖွင့်တာ pocket လောက်တာဘလော့ရေးတာတွေကိုစတင်လှုပ်ဆောင်နိုင်ပါပြီမိတ်ဆွေမှာအမာခံပြေးသက်ရှိနေပြီးသားဖြစ်တဲ့အတွက် platform အသစ်တစ်ခုကိုသွားတဲ့အခါတုံညကနေစစရာမလိုတော့ပါဘူးနေရာအနှံ့မှာမိတ်ဆွေရဲ့အတန်မိတ်ဆွေရဲ့ content တွေကိုပရိသတ်တွေမြင်တွေ့လာအောင်ချဲ့ထွင်ရတဲ့အဆင့်ဖြစ်ပါတယ်အဆင့်6ငွေရှာခြင်း monetization ကဲအခုဆိုလို့ရှိရင်အရေးကြီးဆုံးနဲ့လူတိုင်းမျှော်လင့်နေတဲ့အဆင့်6ကိုရောက်လာပါပြီအစမှာကျွန်တော်ပြောခဲ့တဲ့စကားလေးကိုသတိရပါသလားဝယ်မဲ့သူကိုအရင်ရှာပြီးမှပစ္စည်းထုတ်ဆိုတာလေးပါအခုအချိန်မှာမိတ်ဆွေကိုယုံကြည်အားကိုးနေတဲ့မိတ်ဆွေရဲ့ content တွေကိုနှစ်သက်နေတဲ့အမာခံပရိသတ်တွေရှိနေပါပြီသူတို့ကမိတ်ဆွေစီကနေတခုခုကိုလိုချင်နေကြပါပြီအဲ့ဒီတော့မိတ်ဆွေကခံမှန်းပြီးတော့ပစ္စည်းတွေထုတ်เสียမလိုတော့ပါဘူးပရိသတ်ကိုဓာတ်ရိုက်မေးလိုက်ရုံပါပဲကျွန်တော်ကိုအားပေးနေကြတဲ့မိတ်ဆွေတို့အနေနဲ့ဘလို့အခက်ခဲမျိုးတွေရှိနေလဲကျွန်တော်စီကနေဘလို့ဝန်ဆောင်မှုမျိုးဘလို့ product မျိုးလိုချင်ကြတယ်လို့မေးလိုက်သူတို့ကသူတို့လိုချင်တာကိုသူတို့ဘာပြောလာပါလိမ့်မယ်တချို့ကစာအုပ်လေးထုတ်ပေးပါလို့ပြောမယ်ဒါဆိုလို့ရှိရင်စာအုပ်ထုတ်ရောင်းလို့ရပြီတချို့က course လေးဖွင့်ပေးပါလားတေချာသင်ကျင်လို့ပါလို့ပြောမယ်ဒါဆိုလို့ရှိရင်သင်တန်းဖွင့်လို့ရပြီတချို့က consulting ဆွေးနွေးမှုလေးတွေလုပ်ပေးပါလားလို့ပြောမယ်ဒါဆိုလို့ရှိရင်အကြံပေးဆွေးနွေးမှုပေးလို့ရပြီတွေ့လားမိတ်ဆွေကိုရောင်းနေတာကိုအတင်းထိုးရောင်းနေစရာမလိုတော့ပရိသတ်ကလိုချင်နေတဲ့အရာကိုပရိသတ်အတွက်အသင့်တော်ဆုံးထုတ်လုပ်ပြီးတော့ရောင်းချလိုက်ရုံပါပဲဒါကရှုံးမှုရာခိုင်နှုန်းလုံးဝမရှိသလောက်နည်းသွားတဲ့စီးပွားရေး model တစ်ခုပါပဲယုံကြည်မှုကိုအရင်တိဆောက်ထားတဲ့အတွက်ရောင်းရဖို့ကအရန်ကိုလွယ်ကူသွားပါပြီ။ညီကုန်းချုပ်အနေနဲ့ပြန်လည်သုံးသပ်ကြည့်ရအောင်ပါ။ရိုးရာစီးပွားရေးလုပ်ငန်းတွေလိုပစ္စည်းရင်ထုတ်ပြီးတော့ကြော်ညာခတွေအများကြီးအကုန်ခံမယ်အစားကိုယ့်ရဲ့ကျွမ်းကျင်မှုနဲ့ပရိသတ်လိုအပ်ချက်ကိုပေါင်းစပ်မယ်။သူများနဲ့မတူတဲ့ရှုထောင့်ကနေချင်းကပ်မယ်။ platform တစ်ခုထဲမှာအာရုံစိုက်ပြီးတော့ content တွေကိုပုံမှန်တင်မယ်။ကိုယ်ပိုင်အမာခံပရိသတ်ဖြစ်အောင်စုဆောင်းမယ်။တခြား platform တွေကိုပါချွေထွင်မယ်။ပရိသတ်လိုချင်တဲ့ product ကိုထုတ်လုပ်ရောင်းချဒီ content agency စာအုပ်ရဲ့အဆင့်6ဆင့် model ကလက်ရှိခေတ်ကြီးမှာအောင်မြင်ဆုံးစီးပွားရေးသမားတွေအကျော်ကြားဆုံး content creator တွေအသုံးပြုနေတဲ့လှုပ်ဝက်ချက်ပါပဲမိတ်ဆွေလည်းဒီနေ့ကစပြီးတော့ငါဘာရောင်းရမလဲဆိုတာထက်ငါဘလို့တန်ဖိုးရှိတဲ့ content တွေကိုပေးရမလဲငါရဲ့ပေးသက်ကိုဘလို့တိဆောက်ရမလဲဆိုတာကိုအရင်ဆုံးစတင်စဉ်းစားလိုက်ပါအချိန်ပေးပြီးတော့နားထောင်ပေးခဲ့တဲ့မိတ်ဆွေတွေကိုအထူးကျေးဇူးတင်ရှိပါတယ်ဒီစာအုပ်လေးကပေးတဲ့သင်ခန်းစာတွေကနေတဆင့်မိတ်ဆွေရဲ့ကိုယ်ပိုင်အင်ပါယာကိုအောင်မြင်အောင်တိဆောက်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နောက်ထပ်လည်းစီးပွားရေးနဲ့ဘဝတိုးတက်ရေးအတွက်
အဖိုးရန်စာအုပ်ကောင်းလေးတွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ခင်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်